မင်္ဂလာပါရှင်ကျမဒေါက်တာယောဂီပါဒီနေ့ဗီဒီယိုလေးမှာတော့နေရယောဂကျင့်စဉ်နဲ့ဒါပေမဲ့အချိန်နဲ့အများကြီးမပေးနိုင်ဘူးဆိုတဲ့သူတွေအတွက်ဒီနေ့ကို9မိနစ်လောက်အချိန်ပေးရုံနဲ့လွယ်လွယ်ကူကူလာပြီးလေးကျင့်လို့ရတဲ့ယောဂကျင့်စဉ်လေးတွေကိုပြပေးထားပါတယ်ရှင်အတူတကွလေးကျင့်ကြည့်အရင်ဆုံးကျမတို့တက်တောင်းတက်တာဖြစ်မယ် easy pose လေးနဲ့ထိုင်လိုက်မယ်ပေါ့နော်ပြီးရင်ကျမတို့စက်ကြောလေးလျှော့ပါမယ်လက်လေးနှစ်ဖက်ကိုပူးပြီးတော့မှမေးစီလေးကိုတွန်းတင်ထားမယ်ပခုံးလေးအပေါ်တက်မလာပဲနေဖြည်းဖြည်းကျန်လေးတွန်းတင်ထားပြီးတော့အသက်လေးကိုရှုထောက်ဒီအနေထားလေးမှာကျမတို့10 breath လောက်ဟိုထားပေးလို့ရပါတယ်ပြီးရင်တော့နောက်စီလေးကိုလက်ဖွားလေးနှစ်ဖက်နဲ့ရှက်ပြီးတော့မီးစီနဲ့ရင်ပတ်လေးနဲ့ဆွဲကတ်ထားပေးမယ်ပခုံးလေးတွေကတက်မလာပဲနဲ့ပြန်ပြီးဖြည့်လျှော့ထားဇက်ကြောလေးတင်းနေရာလေးကိုခန်းစားပြီးပုံမှန်လေးအတန်လေးရှုထောက်10ချိန်လောက်အသက်ရှုသွင်းရှုထောက်လေးနဲ့ဟိုထားပေးပါပြီးရင်ဘဲဘက်လက်လေးကိုဖြာလေးပေါ်မှာချညာဘက်လက်လေးကဘဲဘက်နှရွက်လေးကိုကိုင်ပြီးညာဘက်လေးကိုစောင်းချထားဘဲဘက်စက်ကြောလေးတွေကိုတင်းနေရာလေးကိုခန်းစားပြီးအတန်လေးကိုပုံမှန်လေးရှုထောက်ပေးမယ်ပြီးရင်နောက်တစ်ဖက်လေးဆက်သွားပါမယ်။ညာဘက်လက်လေးကိုဖြာလေးပေါ်မှာချဘဲဘက်လက်လေးကညာဘက်နှရွက်လေးကိုကိုင်ပြီးတော့ဘဲဘက်လေးကိုစောင်းချထားညာဘက်စက်ကြောလေးတင်းနေရာလေးကိုခန်းစားပြီးပုံမှန်လေးအတန်လေးကိုရှုထောက်ဒီအနေထားလေးမှာလည်းကျမတို့10 breath လေးဟိုထားပြီးတော့အတန်လေးကိုပုံမှန်လေးရှုပေးမယ်နော်။ဒါလေးပြီးတော့ဘဲဘက်တစ်ထောင်လေးကိုကွေးချလိုက်မယ်ဖြစ်ဖြစ်ချင်းအဲ့ကွေးထားတဲ့တစ်ထောင်လေးကိုညာဘက်လက်လေးနဲ့ကိုင်ပြီးတော့မှဖြစ်ဖြစ်ချင်းညာဘက်လေးကိုဆွဲဖိချထားမယ်ဒီအနေထားလေးမှာဘဲဘက်ပခုံးလေးတင်းနေရာလေးကိုခန်းစားပေးမယ်မျက်နှာလေးပြန်မှတ်ထားပြီးတော့မှအသက်လေးကိုပုံမှန်လေးရှုထောက်ပေးမယ်အသက်လေးမအောင်ထားပဲနဲ့ကိုယ့်ရဲ့ပခုံးတင်းနေရာလေးကိုခန်းစားပြီးတော့မှဖြည့်လျှော့ပေးအောင်ပြီးရင်နောက်တစ်ဖက်လေးဆက်သွားပါမယ်ညာဘက်တစ်ထောင်လေးကိုကွေးချညာတစ်ထောင်လေးကိုဘက်ဘက်လက်လေးနဲ့ကိုင်ပြီးတော့မှဘက်ဘက်လေးကိုဖြည်းဖြည်းချင်းလေးဖိချထားဒီအနေထားလေးမှာညာဘက်ပခုံးလေးတင်းနေလိမ့်မယ်တင်းနေရာလေးကိုပုံမှန်လေးခံစားပြီးအသားလေးကိုရှုသွင်းမယ်ရှုထောက်ပေးမယ်နော်ပုံမှန်လေးလေးရှုလေးထုတ်လေးကို10 to 15 breath လောက်ထိသွားပေးလို့ရပါတယ်ဒီအနေထားလေးကနေပြီးရင်ကျမတို့ခါကြောလေးရှော့ဖို့အတွက် tabletop position လေးကိုပြောင်းပါမယ် tabletop position ဒီဖြားလေးပေါ်မှာဒူးလေးထောက်လိုက်မယ်ဒူးနှစ်ခုကွာဝေးသည်တင်မကျဲတိုင်းရှိနေမယ်လက်နှစ်ခုကွာဝေးသည်လည်းပခုံးကျဲတိုင်းပဲရှိနေမယ်ပခုံးနဲ့အောက်ကတစ်ထောင်စစ်ကတလိုင်းနဲ့ရှိနေမယ်တင်မနဲ့ဒူးကောင်းသည်တလိုင်းနဲ့နေထားလေးမှာထားပေးမယ်ဒီ tabletop position ကနေကတ်ကောင်း pose လေးခြင်းအောင်ကောင်း pose လေးမှာလေးလေးတွေကိုပြဝလေးရှုသွင်းလိုက်ခေါင်းလေးမော့ညမလေးဖွင့်ထားမယ်ဝမ်းမိုင်လေးတွေဖိချမင်းညောင်ရိုးလေးအပေါ်လေးဆွဲကောက်ပေးမယ်ပြီးရင်လေးလေးတွေကိုရှုထောက်မေးစိနဲ့ရင်ပတ်နဲ့ဆွဲကပ်ပြီးတော့ကြောရိုးလေးအပေါ်လေးမြများလေးဆွဲပြီးခုံထားပေးမယ်ဒါလေးကကတ် pose နော်ခုလိုကြောရိုးလေးတွေကိုကော်လိုက်ခုံလိုက်နဲ့ကျမတို့ကတ်ကောင်း pose လေးမှာ10ချိန်လောက်ပုံမှန်လေးအတန်လေးကိုရှုသွင်းရှုထောက်လောက်ပြီးတော့ကြောရိုးလေးရှော့ပြအောင်ပြီးရင် tabletop position ကနေဒူးကောင်းကခုနအတိုင်းလေးပဲဆက်ထားမယ်လက်လေးတွေကိုပဲအရှိလေးကိုဖြည်းဖြည်းချင်းလေးဆွဲဆန်းထုတ်သွားပြီးရင်ရတယ်ဆိုလို့ရှိရင်ရင်မလေးတွေဖြည်းဖြည်းချင်းလေးဖြာလေးပေါ်မှာဖိချဒီတက်ထက်ရလို့ရှိရင်မီးစီလေးချပေါ့နော်ကိုနိုင်တဲ့အနေထားလေးမှာနေပြီးတော့ဒီ puppy pose လေးမှာခဏလေးဟိုထားပေးမယ်အတန်လေးကိုပုံမှန်လေးရှုထုတ်ပေးမယ်tabletop position ကနေကျမတို့ downward facing dog ကိုဖြည်းဖြည်းချင်းလေးတက်ပါမယ် downward dog pose မှာခြေထောက်နှစ်ခုကွာဝေးသည်တင်မကျဲတိုင်းလေးချဲထားပေးမယ်ပခုံးလေးတွေကိုဖြစ်နိုင်ရင်မြများလေးဖိချပေးတာတင်မလေးတွေဒီအပေါ်လေးကိုထောင်းနေမယ်ခန္ဓာကိုယ်အနေထားလေးဒီ V shape ပုံစံလေးဖြစ်နေပါမယ်ရတယ်ဆိုလို့ရှိရင်မျက်လုံးလေးကချက်နေရလေးကိုကြည့်ထားပြီးပုံမှန်လေးအသက်ရှူမယ်ရှုထောက်မယ်ပခုံးလေးဖိချထားပေးမယ်ဒီ downward dog position ကခန္ဓာကိုယ်တစ်ခုလုံးအတွက်အရန်ကောင်းတယ်ပခုံးကြောတွေပြောတယ်ကြောလေးကိုလည်းပြေပြောင်းစေရယ်နောက်မှရှိနေတဲ့ခြေသလုံးကြွသားတင်းတာတွေကိုလည်းဖြေရောစေရတဲ့အတွက်ကြောင့်ဒီအနေထားလေးမှာကျမတို့10 breath လောက်ဟိုထားပြီးပုံမှန်လေးလေးရှုထောက်လုပ်ပေးလို့ရပါတယ်downward dog position ကနေဘဲဘက်ခြေလေးကိုဖြည်းဖြည်းလေးလက်ဖွားနှစ်ခုကြားထဲကိုပို့လိုက်မယ်ဒါလေးက low lunge pose ပေါ့နော်ဘဲဘက်ဒူးလေးနဲ့ဘဲဘက်ခြေဖနှောင်းနဲ့တလိုင်းနဲ့ဖြစ်နေမယ်ညာဘက်ဒူးလေးတွေဖြောင်းပေါ်မှာဖိချပေးထားမယ်ညာဘက်ပေါင်လေးကိုမြများလေးဖိချပေးထားမယ်ဒီ pose ဒီပေါင်ရဲ့အပေါ်ရန်ကြောဖြစ်တဲ့ quadricep လို့ခေါ်တဲ့ muscles တွေကိုတည်တတာလေးပျော့ပြောင်းပြီးတော့ပေါင်ကြောတင်းတာတွေကိုတတာစေပါတယ်ပြီးရင်တော့ downward facing dog position လေးပြန်လာမယ်ဒီတစ်ခေါက်ကျရင်ညာဘက်ခြေလေးကညာဘက်လက်ဖွားနှစ်ခုကြားတွေကိုညင်သာလေးပို့မယ်ညာဘက်ဒူးနဲ့ညာဘက်ခြေဖနှောင်းနဲ့တလိုင်းနဲ့ဖြစ်နေမယ်ဘယ်ဒူးလေးကဖြာပေါ်ချထားမယ်ပေါ့နော်ဘယ်ဘက်ပေါင်လေးတွေကိုမြများလေးဖိချပေးပြီးတော့မှအတန်လေးကိုပုံမှန်လေးရှုထောက်လောက်ပေးမယ်ဒီအနေထားလေးကိုဘယ်ဘက်ကောညာဘက်ကောကို10ချိန်ကနေ15ချိန်ဒီပုံမှန်လေးအသက်ရှူပြီးတော့ဖြည်းဖြည်းချင်းလေးရှော့ချပေးထားလို့ရပါတယ်
ရန်တော့နောက်ဆုံးအနေနဲ့ကျမတို့ butterfly pose လေးလေ့ကျင့်ပါမယ်ခြေဖွားလေးနှစ်ခုကိုပိုးမယ်လက်လေးနှစ်ဖက်နဲ့ဆုပ်ထားပြီးတော့ပေါင်လေးတွေကိုများများလေးရိုက်ခတ်ပေးထားဒီနေထားလေးမှာအတန်လေးကိုပုံမှန်လေးရှူထုတ်တန်လေးမအောင်မင်းနဲ့လေးလေးကိုရွှေသွင်းရွှေထုံနဲ့ပေါင်လေးတွေကိုဖြားပေါ်လေးကိုများများလေးရိုက်ချထားပေးလို့ရတယ် butterfly pose ကတော့များများခက်လဲပိုကောင်းတာဖြစ်တဲ့အတွက်ကြောင့်ကိုနိုင်သလောက်နေထားဒီခတ်ပေးလို့ရတယ်အနည်းဆုံးတော့အကြိမ်20လောက်ထိခတ်ပေးလို့ရှိရင်တော့ပိုပြီးသိတာပါတယ်ပြီးရင်တော့ရင်ဘတ်လေးဖွင့်လေးရှူထောက်လောက်တထောင်လေးဖြည်းဖြည်းချင်းလေးဖြာဝချထားကိုနိုင်တလောက်နေထားလေးထိချထားပေးမယ်ရရဲဆိုလို့ရှိရင်လက်လေးရှေ့လေးကိုဖြည်းဖြည်းချင်းလေးဆန်းထုတ်လာမယ်ပေါင်လေးဖိချပေးထားတွင်းပေါင်ကြောလေးတင်းနေရာလေးကိုခန်းစားပြီးလေးရှူလေးထုတ်လုပ်မယ်10ချိန်ကနေ15ချိန်လောက်ထိဟိုထားပေးလို့ရပါတယ်ခုနပြသွားတဲ့ယောဂကျင့်စဉ်လေးတွေကိုတစ်နေ့9မိနစ်ကနေ10မိနစ်လောက်နေ့တိုင်းလေ့ကျင့်ပြီးတော့ခုထပ်ပို့ပြီးကျန်းမာပေါ်ပါတဲ့ခန္ဓာကိုယ်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရရှင်ဗီဒီယိုလေးကိုကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် Namaste